ဒါပေမဲ့ချာကရာဆေးလုံးတွေကိုစားပြီးပြန်ထုတ်လိုက်တဲ့ကြီးမားတဲ့ Tabis ပုံကြီးကြောင့်တေရွာလုံးပြာကျတော့မှဖြစ်ပေမဲ့ငယ်တူကတော့ကလေးတွေကို Sasuke နဲ့အပ်ခဲ့လိုက်ပြီးသူနဲ့ခူရာမာကပောက်ကွဲမှုကိုလုံးဝအပြစ်မရောက်သွားစေဘူးမတုံးတာကြာပြီးဖြစ်တဲ့ Tabis ပေါင်နဲ့အကုန်လုံးကိုအုပ်မိုးပေးလိုက်ပါတယ်ဘိုရူတိုကတော့သူ့အဖေဘာလို့ပြန်မတိုက်လဲဆိုတာကိုနားမလည်နိုင်ဖြစ်နေရကြောင်း Sasuke ရဲ့ငယ်တူသာစိတ်ပါရင်ဒီဘုံတော့ကိုအသာလေးတက်ခိုက်ရင်ဖျက်ဆီးပြလို့ရပြီပဲအဲ့လိုသာလုပ်လိုက်ရင်ဒီဘက်ဝင်ကြီးကထိခိုက်မှဆိုရတော့ကာဝယ်ပြင်းနေရဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့အချိန်ကျမှဘိုရူတိုကလည်းတေရွာလုံးကိုမိသားစုလိုသဘောထားရဲဆိုရင်သူ့အဖေရဲ့စကားနဲ့ကာဝယ်ပေးထားတဲ့ချာကရာကနေတစ်စစ်သူတို့ပေါ်နေပြတဲ့ငယ်ကဘလို့ခံစားချက်မျိုးရှိရဲဆိုတာကိုနားလည်တော့ခဲ့ပါတယ်အေးစစ်စစ်သူ့မိသားစုတစ်ခုပဲကဲပြီးကိုလိုရုံးရနိုင်ပြီပဲသူတန်မိုးထားရတဲ့လူတိုင်းကိုကာဝယ်ဖို့ငယ်တူဆိုတဲ့သူ့အဖေကဒီလိုအနစ်နာခံရတဲ့ဆိုတာကိုနားလည်တော့ခဲ့ပြီပဲလက်ရှိမှာတော့နောက်ကျသွားခဲ့ပြီဘိုရူတိုကသူပြန်တတိယလာတဲ့အချိန်မှာတော့ကိုနိုဟာဆေးကိုရောက်ရှိနေတယ်ဖြစ်ပါတယ်ဘုံလေးဝမ်းနဲ့ဒီလိုသူ့ကိုနေမခေါ်ဘူးတဲ့ပြုံးနဲ့စီလို့ဂျုံနဲ့ရုပ်တွေငါဝယ်ထားတယ်မမုံနဲ့ဘုံရင်ကမတိတက်ခဲ့ပြီမဲ့ဒီချိန်မှာမင်းရလက်ကိုပဲအလုံးဝတမ်းရဲ့ရေစက်ကောင်း only သာဒီမဲ့မမရှိတဲ့ငါရမနဲ့တစားပြန်လို့သာကြည့်ွယ်သူရဲ့ဒီနာရီခုမှပြီးပြီမဲ့မင်းငါရှိမနေခဲ့